time relation နဲ့ပတ်သက်တဲ့ဖောင်ဗီဒီယိုတင်မိခဲ့တယ်ပေါ့အဲ့ဗီဒီယိုကမလိုအပ်တာတွေအရင်များ edit တွေဖောက်ပွားပြီးတော့လွေးမြောက်ဖြစ်သွားတဲ့အတွက်တောင်းပန်ပါတယ်ဒါပေမဲ့အခုဖတ်ထူးမှာတော့ဖတ်ဝင်တော့မပါသွားတဲ့အကြောင်းအရာတွေဥပမာဒီ massive celestial object ကြီးနာမှာအချိန်ကဘာလို့နှေးသွားရလဲဖတ်ဝင်တော့လည်းကျွန်တော်ပြောခဲ့ဘူးလေဒီအချိန်ဆိုတာကကျွန်တော်တို့အများစုထင်ထားသလိုဘယ်တော့မှမဟုတ်ခဲ့ဘူးသူ့ကိုအတဲ့ပဲ friend ဆိုတာမှာ watch တစ်ချောင်းနဲ့မပြည့်စုံလေးထဲမှုမရှိဘူးဆိုပေမဲ့အကျဉ်းအားဖြင့်တော့ဒီ specific area တစ်ခုအတွက်အတိအကျနေရာတစ်ခုချင်းစီရဲ့အလင်းထုတ်လွှတ်မှုပြောင်းလဲခြင်းမတည်ငြိမ်ခြင်းတော့အလွယ်မှတ်လို့ရတယ်ဒါကအလွယ်ပြောတာပါအမှန်ကဒီထက်ပိုနေတယ်အချင်းရဲ့အဓိက definition ကစကားလုံးနဲ့ရှင်းပြလို့စွမ်းတာပါဘူးဒီဟာကိုယ့်ရဲ့ကိုယ်ပိုင် intuition နဲ့ပဲနားလည်သဘောပေါက်တဲ့ပုံစံမျိုးဗျာဟိုအခုလိုပြောအကြီးကျယ်နေတယ်ဆိုပေမဲ့ brother တို့အမှန်တကယ်အဲ့လို realize ဖြစ်သွားတဲ့အချိန်နားလည်သွားတဲ့အချိန်မှာအဲ့လိုမျိုးပဲတွေးကြုံနိုင်မယ်အဲ့လိုမျိုးပဲခံစားမိနိုင်မယ်ဖတ်one video တော့ကလည်း general audience အတွက်အပေါ်ရန်အကြမ်းမြင့်ပုံစံနဲ့ပဲတင်ဆက်မှုကြိုးစားခဲ့တယ် and edit တွေဖောက်ပွားပြီးတော့လွေးမြောက်ဖြစ်သွားတာဒီမရှင်းမလင်းဖြစ်သွားတာတွေကြောင့်ဒီ comment တွေမှာအပြုသဘောဆောင်တဲ့မှတ်ချက်အချို့ထောက်ပြပေးတဲ့ comment အချို့တွေ့ရတယ်တကယ်အဲ့လို comment တွေမှာအပြုသဘောဆောင်ပြီးတော့ထောက်ပြပေးတဲ့ဒီ brother တို့တကယ်ကျေးဇူးတင်တာဒါပေမဲ့ဘာမှလည်းမဟုတ်ဘူးဘလိုင်းလာဆဲတယ်ဆိုရင်တော့ fuck you tooအဲ့တော့ Joshua လေးရက်ပြီးတော့အကြောင်းအရာပဲဆက်သွားလိုက်အောင်ဟို edit တွေစိတ်ပြတ်စရာကောင်းတော့အရင်လိုမထည့်ထားတော့ပြင်မယ်ပြောခဲ့တဲ့အတိုင်းဒီ general audience ကိုရည်ရွယ်တာဖြစ်လို့အနေငယ်လောက်တော့ထည့်ပြရသေးမဟုတ်ရင်ကြည့်လို့ရစအဲ့လိုဖြစ်မှာဆိုလို့ Okay so video time stamp နှစ်ခုခွဲထားတယ်ဒီ selection object ကြီးနာမှာအချိန်ကဘာကြောင့်နှေးသွားလဲဆိုတာရယ်နဲ့ time dilation formula ဘယ်လို derive ဖြစ်လာလဲဘယ်လိုဖြစ်ပေါ်လာလဲဆိုတာရယ် Okay so let's get started social object ကြီးနာမှာအချိန်ကဘာကိစ္စနှေးတာလဲတို့ interstellar ကားထဲမှာတွေ့ဘူးမှာပေါ့ဒီ Miller's planets ပေါ်မှာလေတွားပြီးတော့ပြန်လာတဲ့အချိန်မှာအချိန်ကြီးကမဟာရီယာနှေးသွားတယ်ဟာ I've waited years. Many years. By now it must be. It's 23 years, 4 months, 8 days. Hey yo, what the fuck? But why? ချင်းကလာကတော့1900မှာခုနှစ် Einstein တယောက်အတွေ့အကြုံရခဲ့တယ်။ तू ကဒီတွေ့ရသူ့ဘဝရဲ့အပျော်ရွှင်ရဆုံးအတွေ့အကြုံဖြစ်တယ်လို့တော့ तू describe လုပ်ခဲ့တယ်ပေါ့။သူ့ရဲ့အတွေ့အကြုံကအရန်ကိုလှပတယ်။ဘာလဲဆိုတော့လူတယောက်တည်မှန်ခွဲပြီးတော့တိုက်ပွဲကိုရှောက်တယ်။ညာလူတယောက်အမြင့်ကနေဝဲကားနေအောင်ကြာတာ။ဒါသူ့ဘဝရဲ့အပျော်ရွှင်ရဆုံးအတွေ့သူ့ဘဝရဲ့အပျော်ရွှင်ရဆုံးအတွေ့ကလူတယောက်တိုက်ပွဲခုန်ချတာကိုတွေ့ရတဲ့အတွေ့ Nice. Albert are you psycho ทำไมว่าเอาซาทา genius တရားတစ်ခါတလေအဲ့လိုကိုရဖြစ်တယ်အဲ့တော့နောက်တစ်ခါတစုံတယောက်ကလူကြီးမင်းတို့ကိုတာယူလို့လာခေါ်လာခင်စိတ်ဆိုးပြီးတော့ရန်ထဖြစ်နေမယ်ဆိုတာကိုယူပြီးတော့ပြုံးတာနေလိုက်ပါဆိုတော့အဲ့ပြုတ်ကြတဲ့ case စီပြန်သွားရမယ်ဆိုရင်လူတယောက်ကဒီ gravity ရဲ့အရှင်ကြောင့် ground ကြီးကျသွားတယ်ဒါပေမဲ့အဲ့လို ground ကြီးကျသွားတာအောက်က ground ရယ်ဘေးကနှိုင်းရှင်စရာအရာဝတ္ထုတွေကြောင့်ရယ်ပြီးတော့လေရဲ့ပုတ်တိုက်မှု air friction ကြောင့်ပြုတ်ကျနေတာကိုခံစားရတာသိရတာဒါရုပ်သာဖဲလိုက်ကြည့်ဒီဖြစ်စဉ်ကအာကာသနဲ့လူတယောက်ရဲ့ဖြစ်စဉ်နဲ့တူမနေဘူးလားဒီလိုပြုတ်ကျနေတဲ့အချိန်မှာလေဒီလူရဲ့ကိုယ်အလေးချိန်ကအလေးချိန်ကင်းမဲ့နေမယ်အာကာသနဲ့လူတယောက်ရဲ့အလေးချိန်ကလည်းအလေးချိန်ကင်းမဲ့နေမယ်အဲ့မှာနှစ်ပေါင်း200ကျော်လောက်တိုင်အောင်အကျိုးဆွဲလာခဲ့တဲ့ gravity ဆိုတာ force တစ်ခုအားတစ်ခုလို့ဆိုခဲ့တဲ့ဒီ Newton ရဲ့ principle တစ်ခုရဲ့ error ကို Einstein စတင်တည်ထားမိခဲ့တာပဲဥပမာဗျာကိုဓာတ်လေကားစီးထဲမှာတို့ဘာသာလို့စိတ်ကူးရင်ကြည့်လိုက်ဓာတ်လေကားရုတ်တရက်အောက်ကိုထိုးကျသွားပြီပုံမှန်အချိန်နဲ့မဟုတ်နော်ဒီအဆုံးမရှိတဲ့ဓာတ်လေကားပြတ်ကျမှုကြီးကိုစိတ်ကူးရင်ခိုင်းတာဗျာပုံမှန်အချိန်နဲ့မဟုတ်ဘူးဘယ်လိုရမလဲဒီ gravity ရဲ့ acceleration ကိုလိုက်ပြီးတော့မှအဟုန်နဲ့ဆင်းမှာကမ္ဘာမြေရဲ့ gravity ဒီ acceleration က 9.8 meter per second square ဆိုတော့တစ်စက္ကန့်ချင်းစီတိုင်းမှာ 9.8 meter per second velocity တိုးသွားမှာအဲ့ကြားရတဲ့အချိန်ကိုဘရိုမျိုးလုံးလေးတခြားမှိတ်ပြီးတော့အဲ့ဖြစ်ရကိုခံစားကြည့်ဒီအချိန်မှာဘရိုရဲ့ခန္ဓာကိုယ်ရဲ့ဘေးနားအမှုံလေးတွေ object လေးတွေကဘရိုနဲ့အတူလိုက်ပြီးလေထဲမှာဝဲနေမှာဟုတ်တယ်မလားဟုတ်ပြီအခုအဲ့အောက်ကိုထေလုံးထိုးစင်းနေတဲ့ဓာတ်လေကားကိုပဲရုပ်တရက်အပေါ်ကိုပြန်တက်ပြီးတော့စိတ်ကူးပြန်ရင်ကြည့်လိုက်
အဲ့ဝဲပြက်နေတဲ့ bro ခနာကိုဒီရုပ်တရက်ဖြစ်ပေါ်လာတဲ့စက်ညစ်ပဲ acceleration ကြောင့်မြေကြီးမှာပြန်ကတ်သွားမှာဝေးဒါရင်းနှီးတယ်လို့မခံစားရဘူးလားကျွန်တော်ရဲ့ဂျိုပြာကြီးကလည်းနေကိုအချိန်နဲ့လှည့်ပတ်နေရပဲလေအဲ့ဒါကြောင့်လက်လက်ကအတွေးစမ်းတဲ့ပုံစံအတိုင်း object တွေက ground ပေါ်မှာ stick ဖြစ်ကုန်တာပေါ့ပြီးတော့ကဘာလည်းသူ့ဝင်ပေါ်မှာလဲနေသေးရလေအဲ့တော့လက်လက်ကအဖက်ကကဘာမြေရဲ့ဒီအဝန်းမိုင်းတစ်ခုလုံးပြုံပြီးတော့တက်ရောက်သွားတာပေါ့ဒီ acceleration တစ်ခုကgravity ရဲ့အလုံးလုံးပုံကဒီလောက်တော့မလို့ရှင်းပါဘူးဒါဒီ time dilation နဲ့ပတ်သက်တဲ့ video ဖြစ်တဲ့အတွက်ကြောင့်ဒီ gravity ကိုပါရဆိုလောက်လေးပဲအပေါ်ရန်လေးပြောပြသွားတာပါအမှန်တကယ်ကဒီ gravity ကြောင့်ပြောမယ်ဆိုရင်ဒီထက်ပိုပြီးကြာသွားနိုင်တယ်ပိုပြီးတော့ video ကပိုရှည်သွားနိုင်တယ်ဘာလို့လဲဆိုတော့ဂျားထဲမှာဒီ geodesic ဖတ်တွေပြီးတော့ဒီ center ကို pointing လုပ်နေတဲ့ဒီ gravity ရဲ့အားတွေပဲအများကြီးထည့်ပြောရမှာဗျာအဲ့တော့ video ပိုပြီးတော့ရှည်သွားနိုင်တယ်အခုလိုကြားဖြတ်ပြီးပြောရတာလေဒီနိုင်ငံမှာ bro တည်ရတိုင်းဒီညင်မြင့်နှုတ်တိုက်တဲ့ဘာတွေပြီးတော့ Nobel စီးကတိကျပညာရှင်တွေစုနေရတယ်အဲ့တော့နည်းနည်းမှအမှခံလို့မရတာအားကြောင့်မို့ကြားဖြတ်ပြောရတာနောက် gravity နဲ့ပတ်သက်တဲ့ video တစ်ပုဒ်လာမှုရှိတယ် bro တို့ online မှာမြင်မှုတဲ့ဒီrubber queen ပေါ်ကအလုံးလေးပြပြီးရှင်းတယ်လို့ရှင်းမှာမဟုတ်ဘူးအဲ့ဒါ visualize ဖြစ်အောင်နားလည်လွယ်အောင်လုပ်ထားတာပြောရရင်ပုံစံစင်တူတာကိုယူပြီး view ရှင်းသေးဖို့ပြတာဒါပေမဲ့တကယ်ဖြစ်ပြသွားတာအဲ့လိုမဟုတ်ဘူးတကယ်ဖြစ်ပြသွားတာပြောရမယ်ဆိုရင်ဒီ geodesic pack တွေအဲ့ဒါအများကြီးပါလာမှာဗျာတကယ်ဘာဖြစ်သွားလဲဆိုတာပြောမှုဆိုရင်အဲ့ဒါတွေအကုန်ထည့်ပြောမှရမှာအဲ့ geodesic shape တွေအကြောင်းပေါ့အဲ့ဆိုခုနကကြောင့်ပြတ်သွားမှာပဲဆိုရင် gravity နဲ့ acceleration ကတူတူပဲပေါ့အဲ့ဆိုရင်ဒီ gravity နဲ့ acceleration ကိုဒီ mathematical relationship ချလို့ရပါတယ် gravity က acceleration နဲ့တူတူပဲအဲ့တော့ဖတ်ဝင်တော့ပြောခဲ့သလိုပဲဒီ acceleration ကပိုများလာပြီဆိုရင် acceleration ကများလာလေဒီအချင်းကပို့ပြီးတော့နှေးလာလေပဲဟုတ်တယ်မလားအဲ့တော့ acceleration များလာရင်အချင်းကပိုနှေးလာတဲ့အတွက် acceleration က gravity နဲ့တူတူပဲလေအခုဒီ mathematical relationship ရအဲ့တော့ gravity များလာရင်လေ time ကပို့ပြီးတော့နှေးသွားမယ်ဘာလို့ဆို gravity နဲ့ acceleration နဲ့ကတူတူပဲအဲ့ဒါကြောင့်မလို့ gravity များလာလား acceleration များလာလား time ကပို့ပြီးနှေးသွားမှာ and အဲ့လို mathematical relationship ကနေပဲ Einstein က gravity ပို့ပြီး strong လာလေ time ကပို့ပြီးတော့နှေးလာလေဆိုတော့တွေ့ရှိခဲ့တာဖြစ်လားရိုးရှင်းလေးပဲအဲ့လို mathematical relationship ကနေပြီးတော့ပဲဒီ scientist တော်တော်များများတစ်ခုနဲ့တစ်ခုဆက်ဆက်ကြကိုသိရဗျာတွေ့ရှိခဲ့တာ phew အခု Einstein ပထမပိုင်းပြီးပါပြီဆိုတော့ဒုတိယပိုင်းသွားလိုက်အောင် time dilation formula ဘယ်လိုဖြစ်လာလဲဆိုတာပေါ့ဒီ formula က ratio တစ်ခုပဲဖြစ်တယ်ratio ရှာရဆိုတော့ဒီအကျဉ်းပြောရရင်ဥပမာဒီတောင်မောကသွားတဲ့လူရဲ့ကြားခြင်းနဲ့ဒီပြန်သွားတဲ့လူရဲ့ကြားခြင်းနဲ့ဂျားတွေကကွာဟာချက်ကိုသိချင်တယ်ဆိုတော့သူဥပမာဒီတောင်မောသွားတဲ့လူရဲ့ကြားခြင်းကို4စက္ကန့်လို့ထားလိုက်မယ်ဒီတောင်မောကသွားတဲ့လူရဲ့ကြားခြင်းကျတော့2စက္ကန့်လို့ထားလိုက်မယ်အဲ့ဆိုသူတို့နှစ်ခု ratio ချလိုက်ရင်သူတို့ရဲ့ scale factor ရပြီတောင်မောကသွားတဲ့လူရဲ့ကြားခြင်းကဘယ်လောက်ရှိမလဲဒီပြန်သွားတဲ့ဒီလူရဲ့ကြားခြင်းနဲ့ရှင်းပြီးတော့ပေါ့အဲ့တော့တောင်မောကသွားတဲ့လူရဲ့ကြားခြင်းကိုတည်ပြီးတော့မှဒီပြန်သွားတဲ့လူရဲ့ကြားခြင်းကိုစားလိုက်မယ်အဲ့ဆိုရင်သူတို့ရဲ့ scale factor က2ဆိုပြီးရမယ်အဲ့လိုရပြီဆိုရင်ဘာလို့ရလဲဆိုတော့အခြားအခြေခံပုံစံ clay ပုံစံလေးတွေ့လို့ရတယ်ဥပမာဒီ ရိုးရှင်းပုံစံလေးပဲကြည့်ဗျာတကယ်လို့တောင်းကသွားလူရဲ့ကြာခြင်းက12 second ဆိုရင်ဒီအမြန်နှုန်းနဲ့ပဲဒီ velocity နဲ့ပဲဒီတောင်ပေါ်ကနေသွားလူရဲ့ကြာခြင်းကဘယ်လောက်ရှိမလဲပေါ့ဘယ်လောက်ရှိမလဲပေါ့အဲ့ဆိုရင်ကျွန်တော်တို့တွေ့လို့ရပါတယ်သူတို့ရဲ့ scale factor 2ဆိုတော့ပြီးသွားပြီလေအဲ့တော့ဒီဟာကို x လို့တန်ဖိုးထားလိုက် x လို့ထားလိုက်မသိကိန်းပေါ့မသိကိန်း x လို့တန်ဖိုးထားလိုက်မယ်အဲ့ဒါအောင်မှဒီတောင်းက12 second သူတို့ရဲ့ scale factor 2ဆိုတော့ဒါဆိုရင် ready တွေ့လို့ရပါတယ် x တန်ဖိုးက24ရှိမယ်ဒါဆိုရင်ဒီပြန်သွားလူက12 second ရှိနေတဲ့အချိန်မှာတောင်ပေါ်ကသွားလူက24 second ရှိမယ်ပေါ့အဲ့လိုမျိုးတွေရှာတင်လို့ ratio အဲ့လိုမျိုးတွေလုပ်ချင်လို့ ratio ကိုရှာတာဗျာပြီးတော့ဒီ time dilation formula လည်း ratio တစ်ခုပဲ scale factor ကိုသိသွားတဲ့အတွက်ကြောင့်ဘယ်လောက်ကြာဗျာဒီတစ်ခုရဲ့ information သိရင်နောက်တစ်ခုကိုရိုးရှင်းလေးတွေ့လို့ရပါတယ်ဒီ formula ကို derive လုပ်မှုဆိုရင်ကျွန်တော်တို့အတွေးစမ်းသပ်ချက်လေးတစ်ခုလုပ်လိုက်ရအောင်အရှင်းနဲ့ပြင်းနေတဲ့ vehicle တစ်ခုအပေါ်မှာဘယ်တော့ကတစ်တာလေးတစ်ခုကင်ထားမယ်အဲ့တစ်တာလေးထဲမှာအလင်းဆက်လေးတစ်ခုအပေါ်အောက်ရွှေ့နေမှာပေါ့အောက်ကနေအပေါ်ကိုလာထိတာကိုတစ်ကြိမ်လို့သတ်မှတ်လိုက်မယ်ဒါဆိုရင်ဒီ box လေးကိုကင်ထားတဲ့လူက box တွေကအလင်းဆက်လေးအပေါ်အောက် vertically သွားနေတာပဲတွေ့ရမှာဘာလို့လဲဆိုတော့သူကိုယ်တိုင်က box လေးကိုကင်ထားတာလေ box လေးနဲ့သူလိုက်ရွှေ့နေတာအဲ့တော့ box တွေကအလင်းဆက်က up and down vertically ပဲသွားနေမှာသူတို့ကအဲ့တော့ line လေးတစ် line ဆွဲလိုက်မယ်ဒီ line က vertical line ပေါ့အဲ့ line လေးကိုဒီကိုယ်တိုင်လိုက်ပါကြုံတွေ့ရတဲ့လူရဲ့ perspective အမြင်ဖြစ်လို့အတူကောက်ကာကြည့်လို့နေမယ်တွေ့ရတယ်ဟုတ်ပြီ
အဲ့အချိန်နဲ့သွားနေလေ box ထဲကအလင်းဆက်ကိုအပြင်ဘက်ကရက်ကြည့်နေတဲ့လူတယောက်ဆိုရင်ရောဘယ်လိုနေမလဲသွားနေတဲ့အချိန်ကြောင့်ဒီအလင်းဆက်တစ်ချိန်ပြည့်တိုင်းကိုမြင်နေရတဲ့အချိန်ကပို့ပြီးတော့ကြာသွားမှာဒီလို diagonal line လေးဖြစ်သွားမှာဒီအပြင်ဘက်ကကြည့်ရလူတယောက်နေတယ်ဆိုရင်မျက်စိနဲ့မြင်အောင်ဗီဒီယိုခဏ pause ပြီးတော့ဒီဖြစ်ရက်ကိုတခြားလေးစိတ်ကူးနေကြည့်ပေါ့စိတ်ကူးထဲမှာဒီဖြစ်ရက်ကို slow motion နဲ့ဆွဲပြီးတော့ကြည့် okay ဒါအဲ့ဒါဆိုရင်တို့အတဖြည်းဖြည်းနဲ့သဘောပေါက်သွားတယ်ဒီ GR ကို visualize ဖြစ်သွားလိမ့်မယ် okay ဒါဆိုနောက်မြင်ကြောင်တစ်ကြောင်ရပြီ diagonal line လေးပေါ့သူကတော့အပြင်ဘက်ကနေကြည့်နေတဲ့လူတယောက်ရဲ့အမြင်ဖြစ်တဲ့အတွက်ကြောင့်တို့ကောက်သူ့ကို pass လုပ်နေမယ်ပေးလိုက်ပြီးတော့ဒီ diagonal line လေးရတယ် spheroid လည်းဖြစ်တယ်ဗျာအဲ့ဒါဆိုတော့အထက်ကအလင်းဆက်လေးကအလင်းဆက်ပါဆိုမှတော့အလင်းအနေနဲ့ပဲအပေါ်အောက်ပြနေမှာလေဒါပေမဲ့အပြင်ဘက်ကမြင်တဲ့လူဘက်ကကြည့်လို့ဒီပို့ပြီးတော့မှရှည်သွားတာပြောရရင်ဒါရောဒီ spheroid ဆိုတာဗျာ constant ဖြစ်တယ်ဘယ်လိုအချိန်ကြီးမျိုးမှမျိုးဖြစ်ဖြစ်သူ့ရဲ့ speed ကတိုးလဲမလာဘူးပို့ပြီးတော့လေရော့လည်းမသွားဘူးအမြဲတမ်း constant ဖြစ်တယ်အခုဒီ diagonal path လေးကပို့ပြီးတော့ရှည်သွားတယ်ဒီ vertical path နဲ့ရှင်းမယ်ဆိုရင်အဲ့ဒါဘာလို့လဲဆိုတော့သူ့ရဲ့ speed ကပို့ပြီးတော့မှမြန်သွားတာကြာသွားတာမဟုတ်ဘူးအဲ့ဒါသူ့ရဲ့အချိန်ကပို့ပြီးတော့ကြာသွားတာအဲ့ဒါကြောင့်လို့ဒီသူ့ရဲ့ဒီ diagonal path လေးရတယ် speed of light လို့ပြောလို့ရတယ်ပြီးတော့ဒီအောက်ကမြင်းပိတ်လေးကတော့ velocity ဖြစ်မှာဗျဘာလို့လဲဆိုတော့ဒီ object ကရွေ့နေတယ်လीရွေ့နေရဆိုတော့ဒီအောက်ကမြင်းပိတ်လေးက velocity ကိုညွှန်ပြတဲ့မြင်းလေးပေါ့ဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီ equation ချက်ထဲမှာလောက်ထားတဲ့ velocity ကရေပြင်ညီတိုင်းသွားနေရလေအဲ့တော့ဒီရေပြင်ညီမြင်းလေးဒီမြင်းပိတ်လေးက velocity ဖြစ်မယ်ဟုတ်ပြီဒါဆိုကျွန်တော်တို့ဒီ ratio ချလို့ရပါပြီပေါ့လူချင်တာကဒီဖြစ်ရတဲ့တစ်ခုကိုအပြင်ဘက်ကကြည့်ရတဲ့လူတယောက်ကဘယ်လိုအတိုင်းအတာဒီအချိန်စစ်စစ်မှုနှေးသွားတာကိုခံစားအောင်လဲဒီလိုက်ပါစီးညွှန်းနေတဲ့လူတွေရှင်ပြီးတော့ပေါ့အဲ့ဒါကိုလူချင်တာအဲ့တော့လူချင်တာအပေါ်မှာထားပါစောက်တစ်ပိုင်းကာကြည့်ပေါ့လူချင်တာအပြင်ဘက်ကတ िश သူဘက်ကအချိန်ဘယ်လောက်နှေးသွားရလဲလိုက်ပါခံစားရတဲ့လူတွေရှင်ပြီးတော့ပေါ့အဲ့ဒါကြောင့်လူချင်တဲ့ပါစောက်ကိုတည်ပြီးတော့ဒီကာကြီးနဲ့ ratio ချလိုက်တာအခုဒီမှာကျွန်တော်တို့ right angle triangle လေးရပါပြီအငယ်လေးကိုတော့တီတာဆိုပြီးတော့နာမည်ပေးလိုက်လူကျင်တာကပါစောက်ဝိုင်ကကြီးဒီ triangle က right angle triangle ဖြစ်တဲ့အတွက်ကြောင့်ဒီနေရာမှာ basic trigo rule လေးသုံးလို့ရတယ်basic trigo rule ဆိုတာတော့ဒီအခုပြထားတဲ့ပုံစံလေးပေါ့ဟုတ်ပြီဆိုတော့ပါစောက်ဝိုင်ကကြီးဆိုတဲ့ ratio ကတီတာနဲ့ကြည့်ရင်တီတာရဲ့ opposite ဆန့်ကျင်ဘက်ပါစောက်ကတော့ဒီကာကြီးကတီတာရဲ့ opposite ဆန့်ကျင်ဘက်ပါစောက်ကတော့ဒီ down မှန်ရဲ့ဆန့်ကျင်ဘက်ဖြစ်လို့ hypotenuse ပေါ့ဆိုတော့ h/o ပေါ့လိုချင်တဲ့ ratio ကပါစောက်ပိုင်းကာကြီး sin က o ပိုင်း h လေအခုဟာ h/o ဆိုတော့ sin ပြောင်းမြန်ပေါ့ sin ပြောင်းမြန် sin inverse ပိုင်း h/o ဆိုတော့ဒီပါစောက်ပိုင်းကာကြီးက sin inverse ပေါ့အခု equation လေးတစ်ကြောင်းပြပါပြီ sin ပြောင်းမြန်အဲ့ဒါတော့ sin inverse is equal to ပါစောက်ပိုင်းကာကြီးဟုတ်ပြီequation ကြောင်းတော့ရပြီဒါပေမဲ့မပြီးသေးဘူးကျွန်တော်တို့လူချင်တဲ့ formula ကဒီအချိန်စီးဆင်းမှုနှီးတဲ့အကြောင်းကိုတွက်ချင်တာအမြန်နှုန်းကိုလိုက်ပြီးတော့အဲ့တော့ formula မှာ input ကအမြန်နှုန်း velocity ထည့်ပြီးတော့ velocity ဖြစ်ကြမယ်အဲ့ထည့်လိုက်တဲ့ input velocity ကိုလိုက်ပြီးတော့မှ formula ကလိုက်ပြောင်းပြီးတွက်မှာလीအဲ့တော့ကျွန်တော်တို့ velocity ပါတဲ့ equation တစ်ခုကိုဖတ်ပြီးမှရမှာပြီးမှ substitute လုပ်ပြီးတော့လိုရရအောင်ယူပြီးတော့ final derived formula တစ်ခုဖြစ်အောင်ဖန်တီးရမှာformula တစ်ခုဖန်တီးတဲ့အခါမှာအရေးကြီးဆုံးကကိုဘာလုပ်ချင်တာလဲကိုတွက်ချင်တဲ့အရာမှာဒီ formula မှာဘယ်ဟာ input ဖြစ်မလဲဆိုတာကိုစနစ်တကျစဉ်းစားပြီးရုပ်တည်ကြတဲ့ equation တစ်ကြောင်းကိုအဲ့ input ပေါင်းရအောင်ဆွဲယူရတာပြီးမှနောက်လမ်းတွေကတဖြည်းဖြည်းပို့မှာပေါ့ဒီ substitute လုပ်လို့ရတဲ့လမ်းတွေက velocity ပါတဲ့ equation တစ်ခုဖန်တီးရမယ်အခုကျွန်တော်ရှိမှာ sin inverse equation တစ်ခုရှိတယ်အဲ့ဒါကို substitute လုပ်လို့ရအောင်เนาะ equation တစ်ခုကလည်း basic trigo rule ပါတဲ့ဟာနဲ့ပဲတိဆောက်အောင်ပါဘာလို့လဲဆိုတော့မျိုးတူမှာတနေရာထဲမှာစုပြီးဒီတနေရာထဲကဖြစ်တည်ရတဲ့အရာတွေဖြစ်မှသာသူတို့နှစ်ခုချိတ်ဆက်ပေးလို့ရမှာလေအဲ့တော့ velocity ကိုရမို့ဆိုရင်လည်းဒီ trigo basic rule လေးကိုပဲသုံးပြီးတော့ပဲတိဆောက်အောင်ပါဒီမှာကြည့်လိုက်မယ်ဆိုရင် cos theta ကိုစီးနဲ့မြောက်ရင် velocity ရတာတွေ့ရမယ်ဘာလို့လဲဆိုတော့ cos theta ဆိုတာအကျေးဆက်ပိုင်း hypotenuse လေဆိုတော့ theta ရဲ့အကျေးဆက်က velocity ဖြစ်ပြီးတော့ hypotenuse ကတော့ c ဖြစ်တယ်ဒီတော့ sin c ကိုဟိုဘက်ပို့တော့ cos multiply c ဖြစ်ပြီးတော့ velocity ရတာပေါ့ဟုတ်ပြီဒါဆိုရင် cos theta နဲ့ c နဲ့မြှောက်ထားတာ velocity ရတယ်အဲ့ဆိုဒီတိုင်း cos theta is equal to velocity by c လို့ပဲပြန်ထားလိုက်မယ်ဘာလို့လဲဆိုတော့ trigo မှာနာမည်ကြီး Pythagoras theorem တစ်ခုရှိတယ်
အဲ့ဘာလဲဆိုတော့ sin square plus cos square theta ခန့်ဒီ sin square theta plus cos square theta is equal to 1 ပေါ့ sin square theta နဲ့ cos square theta နှစ်ခုပေါင်းလိုက်တာအမြဲတမ်း1နဲ့ညီတယ်အဲ့ဆိုရင် equation ကိုပြင်ပြီးတော့ရေးလို့ရပါပြီ cos theta နေရာမှာ substitute လုပ်မယ်အဲ့လိုပြင်ပြီးရေးမှာပဲဒီ sin theta ပါတဲ့ equation အကြောင်းရမယ်အဲ့ sin theta ပါတဲ့ equation အကြောင်းမှာခုနဒီကျွန်တော်ရထားတဲ့ကျွန်တော်လိုချင်တဲ့ဒီပါစပိုင်းကာတီဆိုတာ sin inverse လေအဲ့တော့အခု sin theta ပါတဲ့ equation အကြောင်းရပြီဆိုတော့အဲ့ဒါကိုမှပြန်ပြီးတော့ inverse ပြင်ပြီးတော့ equation ကိုပြန်ပြင်ချင်လို့အဲ့လိုတစ်ဆင့်ပြီးတစ်ဆင့်လောက်ကပေါ့ derive လောက်ကပေါ့ formula ပေါ့အဲ့လိုသာအစစ်စစ်စနစ်တကျစီစဉ်စဉ်းစားတတ်ပြီလေဆိုရင်ဘယ်သူမှမဆိုကိုယ်ပိုင် formula လေးတစ်ခုတော့ဖန်တီးလို့ရတယ်ဒီအကြောင်းအတစ်ခုအတွက်တွက်မှုပေါ့ဒါပေမဲ့အချို့ကိစ္စတွေကြတော့စီစဉ်တကျအစစ်စစ်စဉ်းစားတတ်တာအပြင်မှာ credit ဖြစ်မှုလည်းလို့လေဥပမာစောနာလေးတင်ကျွန်တော်တို့လုပ်သွားခဲ့တဲ့ဒီ Einstein ရဲ့အတွေးစမ်းချက်လူပေါ့ပြီးရင်သင်္ချာ theory ဆိုင်ရာ equation knowledge တွေလည်းအများကြီးရှိမှုလို့လေဥပမာအခုနပြောသွားခဲ့တဲ့ဒီ Pythagoras theorem ဒီ sin square plus cos square theta is equal to 1ဆိုတာမျိုးလေးပေါ့အဲ့ဒါမှသာကိုလူရကိုဆွဲပြီးတော့တွက်လို့ရမှာဟုတ်ပြီအဲ့တော့အကြောင်းအပဲပြန်သွားရမယ်ဆိုရင် equation ကိုပြင်မယ်ပေါ့ဒါဆိုရင် sin square ကိုဟိုဘက်ပို့တော့ minus sin square ဒါဆိုရင် cos square theta is equal to 1 minus sin square theta ပေါ့ cos theta က v by c လို့ရထားရမလားအဲ့တော့ cos square theta ဆိုတော့ v by c the whole square ပေါ့အဲ့တော့ cos square theta နေရာမှာ v by c the whole square ထည့်လိုက်မယ်ဒါဆိုရင် v by c the whole square is equal to 1 minus sin square theta ဆိုပြီးတော့ရမယ်အခုဒါကို sin inverse c ရအောင်ပို့မယ်ဆိုတော့ equation လေးပြင်လိုက်မယ် sin အတွက် minus sin square theta ကိုဟိုဘက်ပို့တော့ sin square theta plus sin square theta v by c the whole square ကိုဟိုဘက်ပို့တော့ minus v by c the whole square အဲ့တော့ sin square theta is equal to 1 minus v by c the whole square ပေါ့ square ကိုဟိုဘက်ပို့တော့ sin is equal to square root of 1 minus v by c the whole square ဖြစ်သွားပြီဟုတ်ပြီဒါဆုံးစင်းရောက်ပြီလူချင်တာကာကြီးပိုင်ပါစောက်ပိုင်ကာကြီးလေလူချင်တာပါစောက်ပိုင်ကာကြီးလေပါစောက်ပိုင်ကာကြီးက sin inverse ဆိုတော့ဒီ sin ကိုအခုကျွန်တော်ရထားတဲ့ equation က sin is equal to square root of 1 minus v by c the whole square အဲ့တော့ sin ပြောမယ်လို့မို့ဆိုရင် equation တစ်ခုလုံးကိုinverse ထည့်ရမယ် equation တစ်ကြောင်းကညီတဲ့အတွက်ကြောင့်တစ်ဖက်မှာတစ်ချက်သားထည့်ရင်နောက်တစ်ဖက်မှာလည်းတစ်ချက်သားထည့်ပေးရမယ်အဲ့ဒါကြောင့်တစ်ဖက်မှာ inverse ထည့်ရင်နောက်တစ်ဖက်မှာလည်း inverse ထည့်တာဖြစ်တယ်ဒီတော့ sin နေရာမှာ sin ကို inverse ထည့်လိုက်မယ်ဆိုရင်ဟိုဘက် equation မှာလည်း inverse ထည့်ပေးရမယ်အဲ့တော့ sin inverse is equal to ဒီ square root of 1 minus v by c the whole square the whole inverse ပေါ့ whole square bracket inverse ပေါ့ inverse ဆိုတာဒီသူ့ရဲ့သင်္ကေတကိုက divided by 1လေ1 divided by လေဆိုတော့ sin inverse is equal to 1 divided by square root of 1 minus v by c the whole square အဲ့မှာအချိန်စီးဆင်းမှုနှေးခြင်း time dilation အတွက် formula ရပါတယ် sin inverse ကပါစပိုင်းကာကြီးလေအဲ့တော့လူချင်တာရပါတယ် this is it ဒါပဲ phew